ရိုက်တာကောင်းနော်ညနေ9 နာရီစပြီးတော့ပူဇော်သွားမှာဖြစ်ပါလေခင်ဗျာโอเคဗီဒီယိုပဲရိုက်တယ်မီးရလားဆိုမီးရလားဆိုတော့ကောင်းတယ်မီးရတာကောင်းတာဒါတော့မီးရဒီဘက်ကဒီဟိုဘက်ကိုလက်ရည်ရတယ်ကိုနောက်ကတကယ်ဒီနောက်ကဆွေးနေရဟန်တက်ကြီးဝီကိုမီးဘုံမလွတ်တဲ့တောင်းနိုင်မှာလို့နော်မီးဘုံမလွတ်တဲ့တောင်းနိုင်ပေါ့သမီးတို့လည်းပြဦးလေးကိုလာကြည့်လားဘာလို့တိုင်လာပတ်ခါတာပါလို့အနည်းမျိုးလိုပဲသွားတယ်ဆောင်းဝဲလိုက်တော့ဒါကင်းပြီပစ္စည်းတွေနဲ့လေအနည်းမျိုးသားပိုက်ကောင်လုပ်တယ်မာနေကြီးရောလာတော့ဒီဆာလိုက်နေရုံနဲ့ဆာလိုက်နေအကြောင်းကောင်းပါရဲ့ဥအောင်တို့ကလေဒါဆာလိုက်နေကောင်းတယ်ကောင်းတယ်သမီးကဘာမှပေါ့မနေ့ကညနေ9 နာရီမှာတောင်ကြီးမြို့လုံးကျော်မိရဒေတာပြိုင်ပွဲကိုလှည့်လည်ပူဇော်မှာဖြစ်ပါတယ်မိရဒေတာပြိုင်ပွဲကိုတော့ပြိုင်ပွဲမဟုတ်ပါဘူးပူဇော်ပွဲပါမိဘညာမိရဒေတာပူဇော်ပွဲကိုတော့ဆိုင်ရမသိဘူးတရားပြမယ်ကျွန်တော်များသုရာမုနီဘုံတော်ကိုစီတန်းလက်လက်ပူဇော်မှာဖြစ်ပါတယ်